ဟယ်လိုအားလုံးပဲမင်္ဂလာပါရှင်စုဘီလိုဗိုင်မှာပြန်လည်ကြိုဆိုလိုက်ပါတယ်မနေ့ကပျော်တဲ့ပတ်စံကြောင်ဖတ်ပြခဲ့ပြီးသားမို့ဒီနေ့မှာတော့မပျော်တဲ့ပတ်စံကြောင်ကိုဆက်ပြီးတော့ဖတ်ပြပေးသွားမှာဖြစ်ပါတယ်မပျော်တဲ့ပတ်စံဆိုတာကအပြန်လန်းအားဖြင့်တည့်ရခေါ်ခါတွင်ရေဖိုးမိဖိုးစားတဲ့တောက်ခံလာတဲ့ဧကာစားတဲ့ငှားရမ်းသူပြုခါတွေအတွက်မလွတ်မသားမရှောင်မသားမတတ်မသားလို့မတိုးချင်မှန်တိုးရတဲ့ပတ်စံမျိုးဟာမပြောတဲ့ပတ်စံမှာဘယ်လိုပတ်စံမှလဲလို့အဝေးကြီးတွင်းနေစရာမလိုပါဘူးမပြောတဲ့ပတ်စံပုံသဏ္ဍာန်မျိုးမျိုးကိုကိုရိကြိုဖူးမိတာပါကွာရှင်းပြဆက်ပြီးတော့ထောက်ပံ့ကြေးပေးရခြင်းလက်ခံရခြင်းကိုမကြိုက်ပေမဲ့မထွက်နိုင်သေးတဲ့အလုပ်အတွက်လို့ရှင်စီကလဆန်လက်ခံရယူခြင်းအကျွေးဝင်ကန်ကိုတိုးတဲ့အတွက်မဆန်းချင်ပန်းတွန်းတွန်းကြည်ကြည်နဲ့ပိတ်ဆက်နေရခြင်းတကယ်တော့လိုဝမတန်ဘူးဒါပေမဲ့စာချုပ်အရာဘလို့ပဲဖြစ်ဖြစ်ငါပေးမယ်လို့ပြောလာတဲ့မချင်မနှက်ဖောက်တဲ့လူမျိုးကပေးတဲ့ပတ်စံကိုလက်ခံရယူခြင်းဘသူစီကဖြစ်ဖြစ်ဖက်ဆက်ကိုယူခြင်းအလိုမကြခြင်းဒေါသထွက်ခြင်းဝမ်းနည်းခြင်းစစ်ပြအငှက်ကြီးတွေနဲ့လက်ပန်းနေတဲ့ပတ်စံဟာမပြောတဲ့ပတ်စံတွေပါဒီလိုမျိုးပတ်စံဟာလူတွေကိုစီပီစီမှုဖြစ်စေနဲ့အပူတပြင်းဖြစ်စေနဲ့ပိုဆိုးသွားစေနဲ့စိတ်နဲ့ကြစေနဲ့တခါတရံရုပ်ပြက်စီပြက်မရှုမလဖြစ်သွားစေနဲ့လူနှလုံးသားရဲ့နူးညံ့မှုတွေကိုလေးစားခြင်းတွေကိုသိန်းခါတွေကိုလူယူသွားတယ်မကောင်းတဲ့အနုလက္ခဏာဓာတ်တတိတွေနဲ့ပတ်စံကိုလက်ခံရရှိတဲ့အခါတိုင်းသို့ပြုတဲ့ခါတိုင်းမှာအဲ့ဒီပတ်စံတွေဟာမပြောတဲ့ပတ်စံဖြစ်သွားပါတယ်ပြောတဲ့ပတ်စံဆိုတာတဘောကြကြဝင်လာတဲ့ပတ်စံတွေမို့လွယ်လွယ်နဲ့ထွက်မသွားပဲကိုယ့်ဘဝထဲမှာကြာကြာနေတတ်ပါတယ်မပြောတဲ့ပတ်စံတွေကကြတော့လွယ်လွယ်ကူကူရလာပေမဲ့အကြောင်းမျိုးမျိုးကြောင့်လွယ်လွယ်နဲ့ပြန်ပြီးတော့ထွက်သွားတတ်ပါတယ်ဒါကြောင့်စိတ်ပျော်ရွှင်စွာနဲ့စိတ်ချစွာသုံးနိုင်ဖို့ဆိုရင်ကိုယ်စီမှာဝင်လာတဲ့ပတ်စံတွေကပျော်တဲ့ပတ်စံတွေဖြစ်နေဖို့လိုပါတယ်ညီကိုချိုးရရင်တော့ပျော်မြူးပြီးရှံဝေပတ်စံဆိုတဲ့စာအုပ်လေးတိုင်းပျော်တဲ့ပတ်စံဖြစ်နေတာဝင်လာပြီးပျော်မြူးပြီးရှံကြပါစေလို့ဆုမွန်ကတော့ပေးလိုက်ပါတယ်အားလုံးပျော်ရွှင်ချမ်းမြေ့ကြပါစေနောက်ဗီဒီယိုမှာပြန်လည်ဆုတေးကြမယ်ရှင်ဘိုင်ဘိုင်